ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်မျိုးတို့တော်ဝင်က TikTok channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်မမေကဒီနေ့လေးမှာဆိုရင်ချရတဲ့ကကားတွေကို 18K လက်စုလေးပြပေးသွားမှာပါနော်အလွယ်ဒီဇိုင်းလေးတွေမမေကပြပေးသွားမှာဖြစ်ပြီးတော့သူ့သဘောပုံစံလေးနဲ့အရင်ကမှချက်စရာကောင်းတဲ့ဒီဇိုင်းလေးပြပေးသွားမှာဖြစ်ပါတယ်ရှင်အလဲရောင်းလေးတွေကဆိုရင်လည်း 18K လေးတွေကအလဲ30အယောင်15လေးနဲ့ပဲမမေတို့ကရောင်းချပေးထားမှုလို့လေအရင်ကမှတက်ပါရဲ့ရှင်မမတို့ကြည့်ချင်တဲ့ဒီဇိုင်းလေးရှိမယ်ဖြစ်ဖြစ်လူချင်းတဲ့ဒီဇိုင်းလေးရှိမယ်ဖြစ်ဖြစ်ပေါ့နော်မမေတို့ brand ချင်းလေးရေ30နဲ့ငွေမောင်လေးရေနဲ့ color လေးရေပြောပြီးရေလက်တိုင်းလေးရေပဲဖြစ်ဖြစ်ပေါ့နော်မမေတို့ပြောပြီးမှာယူလို့ရပါတယ်ရှင်မိခုပေါင်းစုပ်ပြပေးထားတဲ့ဒီဇိုင်းလေးရဆိုရင်လေအရင်ကမှချစ်စရာကောင်းနေလက်ရှိပုံစံဒီဇိုင်းလေးကိုမှပေါ်လုံးအလွယ်ဒီဇိုင်းလေးအရင်ချစ်စရာကောင်းပါရဲ့ရှင်ဘရန်ဒင်လေးရဆိုရင်လေသူက 1.13 gram ဖြစ်ပြီးတော့လက်တိုင်းလေးရဆိုရင်14ဖြစ်ပါတယ်နော်ဒီဒီဇိုင်းလေးဆိုလေလက်ညှိုးမှာဝင်လိုက်တဲ့ခါမှာလေအရင်ကမှချစ်စရာကောင်းပြီးတော့ဝေးရတဲ့ခါမှာလေပုတ်ပုတ်ပပလေးနဲ့အရင်လာပါတယ်ရှင်ဒီလုံးလေးတွေကလည်းအရင်ကမှတန်းသောစင်းလုံးလေးနဲ့ရောင်းချပေးတာမို့စိုက်တယ်ဆိုတော့ယူထားတင်ပါရဲ့နော်အလွယ်ဒီဇိုင်းလေးကလေဒီဇိုင်းလေးဆိုရင်လုံးဝချစ်စရာကောင်းပြီးတော့သူကအလွဲပုံစံလေးနဲ့ပဲပေါ့နော်လက်တိုင်းလေးကတိုးရှဲပုံစံလေးလုပ်လို့ရပါတယ်ရှင်တကယ်မှလှပါရဲ့နော်ဝင်လိုက်တဲ့ခါမှာလည်းအရင်ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပါရှင်အမေနဲ့ထပ်ပြီးတော့ပြပေးထားတာကကြတော့လေအလွဲပုံစံဒီဇိုင်းအောင်မှာဒါလေးကတော့ကြတော့ဒီဒီဇိုင်းလေးဆိုရင်တော့သူကပေါ့နော်အလွဲလုံးလို့မရပါဘူးရှင်ဒါလေးဆိုရင်တော့ပေါ့နော်အလွဲပုံစံလေးကအသေးပုံစံလုပ်ပေးထားတာပါနော်ဘရန်စင်လေးရဆိုရင်လည်း 1.4 gram ဖြစ်ပြီးတော့လက်တိုင်းကြီးရဆိုရင်16ဖြစ်ပါရဲ့ရှင်ဒီဇိုင်းလေးကြတော့လေကြီးကြီးတက်တက်တွတ်တွတ်ပုံစံဒီဇိုင်းကိုမှတိုက်တယ်ဆိုရင်ဒါလေးယူပါရှင်ဒါလေးကတော့အချစ်ထင်ပုံစံပတ်သွားတဲ့ဒီဇိုင်းလေးပါနော်တကယ်မှလှတဲ့မင်းတို့စီပါလည်းအရင်ကမှရောင်းနေရတဲ့ဒီဇိုင်းလေးတွေပဲမမေကပြပေးထားတာပါရှင်မမကြည့်ချင်တဲ့ဒီဇိုင်းလေးရှိမယ်ပြပြပေါ့နော်မမေခုပြတဲ့ဒီဇိုင်းလေးတွေကကြိုက်တယ်ဆိုရင် screenshot ရိုက်ပြီးတော့မမေတို့ TikTok CP လေးမှာလာရောက်မှရအားပေးလို့ရတယ်လို့မမေတို့ရဲ့ page CP လေးမှာလည်းလာရောက်မှရအားပေးလို့ရပါတယ်ရှင်ဒီဒီဇိုင်းလေးကလက်ညှိုးမှဝင်လိုက်တာနဲ့အရင်လာတဲ့ဒီဇိုင်းလေးပါနော်မင်းတို့ထပ်ပြီးပြပေးထားတဲ့ဒီဇိုင်းလေးကကြတော့လေကိုယ့်ရဲ့ချစ်သူကောင်းမလေးကိုလက်ဆောင်ပေးခြင်းလဲဆိုရင်ဒီဒီဇိုင်းလေးယူပါရှင်ဒါလေးဆိုလုံးဝတပွင့်ပုံစံလေးကိုမှအရင်ချစ်စရာကောင်းပါတယ်နော် brand စိန်လေးကဆိုရင်လည်း 2.21 gram ရှိပြီးလက်တိုင်း17လေးဖြစ်ပါရဲ့ရှင်နောက်နေ့လေးမှာဆိုရင်လည်းမင်းတို့ကချစ်ရတဲ့ကကာလေးကိုဒီဇိုင်းသစ်တွေအများကြီးပြပေးမှာမဟုတ်လို့မင်းတို့ရဲ့ TikTok channel လေးစောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမခြင်းနဲ့လည်းပြည့်စုံပြီးတော့တက်ရှူတိုင်းလည်းငွေတွေကိုမှာစီလို့မင်းတို့တော်ပဲနဲ့ကားမိသားစုကနေ